ထိုင်းရောက်မြန်မာလူမျိုးတွေအတွက်တနည်းရတဲ့နဲ့မြန်မာစာလည်းဖြစ်ပြီးမှအလွယ်တကူလေ့လာလို့ရတဲ့အထွေထွေဝန်ဆောင်မှုလေးဖြစ်တဲ့ application တစ်ခုလေးနဲ့အမမိတ်ဆက်ပေးချင်ပါတယ်တူနာမည်ကရာစုတဲ့အဲ့ဒီထဲမှာဘာတွေပါလဲအမရေးဆိုလို့ရှိရင်တော့အလုံးအကင်လမ်းညွှန်တဲ့ကိုနိုင်ကထိုင်းနိုင်ငံကိုရောက်လာတာဘာအတွက်လဲအလုံးလက်ရှာဖို့ပတ်စံရှာဖို့ပဲမဟုတ်လားအဲ့ဒီအတွက်ကြောင့်မို့မိတ်ဆွေတို့အဲ့ဒီ application ထဲမှာဆိုလို့ရှိရင်တော့အလုံးအကင်လမ်းညွှန်လေးတွေပါဝင်တယ်ပြီးကြလို့ရှိရင်ကိုနိုင်ကထိုင်းကိုရောက်လာပြီးအလုံးလာလောက်တော့မယ်ဆိုလို့ရှိရင်တော့နေစရာအခန်းလေးလိုတယ်ဟုတ်တယ်ဟုတ်အဲ့ခါကျတော့အခန်းရှာဖွေဖို့ရန်အတွက်လည်းအဲ့ဒီ application ထဲမှာဈေးနှုန်းကအစဘယ်နေရာမှာရှိတာလဲစတဲ့အောင်ဖြစ်ရေးပေးထားပြီးတဲ့ပြီးကြလို့ရှိရင်တကယ်လို့မိတ်ဆွေတို့ကအလုံးလုံးနေရင်လည်းတင်ပန်းလာတဲ့အခါကိုနိုင်ကတော့ပြီးတော့အပန်းဖြေခြင်းနဲ့တော့ပြီးတော့ရှောက်လေခြင်းနဲ့ဆိုလို့ရှိရင်ဘယ်နေရာမှာတော့ပြီးတော့လေရမလဲမသိဘူးဆိုတဲ့ဒီတိုင်း application ဒီရာစုလေးကိုသတိရလိုက်ပါအဲ့ဒီထဲမှာမိတ်ဆွေတို့အလက်အသက်ခရီးဘယ်နေရာမှာဘာရှိတဲ့စတဲ့အားဖြင့်ပေါ်ပြပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကဲကိုနိုင်ကတော့လေပြီးပြီဆိုလို့ရှိရင်အဲ့ကိုနေရာကိုနိုင်ကခရီးအရှိသွားတဲ့အဲ့ကိုနေရာရှာရတာခက်မှာပေါ့ဆိုလို့ရှိရင်အဲ့ဒီအထဲမှာထောက်ပြီးတော့မှဟိုတယ်လမ်းညွှန်ရှိပါသေးတယ်ရှင်အဲ့ဒီအပြင်တကယ်လို့မိတ်ဆွေတို့ကအဲ့လိုမျိုးအလောက်လာလောက်တူမဟုတ်ဘူးအမကြီးကျွန်တော်တို့ကဒီထိုင်းကိုခဏတစ်ဖြုတ်လေးရောက်လာတာဒါမှမဟုတ်လို့ရှိရင်လည်းရရှိနေတော့မယ်ចောင်းတက်မယ်ဘာဖြစ်တယ်ညဖြစ်တယ်ဆိုလို့ရှိရင်လည်းចောင်းတက်ချင်တယ်ဆိုလို့ရှိရင်လည်းတဲ့နန်းလမ်းညွှန်ထပ်ပြီးရှိပါသေးတယ်တကယ်လို့မိတ်ဆွေတို့ကဒီထိုင်းကိုရောက်လာလို့ထိုင်းစကားမတက်ဘူးဆိုလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်လည်းကိုနိုင်ကကိုဝါကိုအသိမြင့်ချင်လို့ကွန်ပျူတာတင်နန်းလေးတက်ချင်တယ်အင်္ဂလိပ်စာတင်နန်းလေးတက်ချင်တယ်ထိုင်းစကားတက်ချင်တယ်ရေကင်းမုံလောက်တဲ့တင်နန်းလေးတက်ချင်တယ်စက်ချုပ်တင်နန်းလေးတက်ချင်တယ်စတဲ့အားဖြင့်ထပ်ပြီးလေ့လာချင်တယ်ဆိုလို့ရှိရင်လည်းဒီရာစု application တွေကအကောင့်လေးကိုပေါ်ပြပေးထားပါတယ်ပြီးလို့ရှိရင်လည်းကိုနိုင်ကဒီထိုင်းနိုင်ငံကိုရောက်လာပြီးတရားဝင်လူဖြစ်ဖို့ရအတွက်အထောက်အထားလမ်းညွှန်ဖြစ်တဲ့ဒီ application ထဲမှာပေါ်ပြပေးထားတာ passport ဆိုတာပါလဲ bus ဆိုတာပါလဲပြီးကြလို့ရှိရင်ပကံဆန်ဖုံးဆိုတာပါလဲဘလူစာရွက်အမျိုးအစားတွေပဲနေရာမှာအသုံးပြုဘလူမျိုးအသုံးဝင်ပုံစတဲ့အဖြစ်အသေးစိတ်ထပ်ပြီးပြပြပေးထားပါတယ်အဲ့ဒီကြောင့်မို့တကယ်လို့မိတ်ဆွေတို့ကတနည်းအားဖြင့်ဝန်ဆောင်မှုအထွေထွေလေးတွေကိုရယူကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ application လေးကိုဝင်ပြီးကြည့်ဖို့အမဖိတ်ခေါ်ပါရစေအဲ့ဒီထဲကိုဘယ်လိုမျိုးဝင်ရတာလဲအမဆိုလို့ရှိရင်တော့ link လေးအမဒီအောက်မှာဒီ comment မှာအမချပေးထားပါမယ်အဲ့ဒီထဲမှာဝင်ကြည့်ပြီးတော့မှတကယ်လို့ဝင်ကြည့်ရတာခက်တယ်အမကြီးမဝင်တတ်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုလို့ရှိရင်လည်းအမစီကိုပြန်ပြီးမေးလို့လည်းရပါတယ်မိတ်ဆွေတို့ဖွင့်ထားတဲ့ Gmail နဲ့ password လေးတော့တူကလေးစီပေါ့နော်အဲ့ခါကျလို့ရှိရင်တော့မခက်ခဲပါဘူးမိတ်ဆွေတို့အခြား application တွေဝင်တယ်လို့ပဲအရင်ကမှလက်ကူပါတယ်ဆိုတဲ့အကြောင်းပြောကြရင်းနဲ့တကယ်လို့မိတ်ဆွေတို့ကဒီ application လေးထက်ကိုဝင်ခဲလို့အခက်ခဲတစုံတရာရှိပါကအမစီကိုဆက်တွေ့လာလို့ရတယ်လို့ပြီးကြလို့ရှိရင်လည်းအဲ့ဒီ application နဲ့ထဲကဟာဒီပတ်သက်ပြီးတော့အကြံအဉာဏ်လေးပေးချင်တယ်ဆိုလို့ရှိရင်လည်းအမလက်ခံဖို့အစဉ်တင်ပါအကြံဉာဏ်လေးလည်းပေးလို့ရပါတယ်ဆိုတဲ့အကြောင်းပြောကြရင်းနဲ့အမနောက်ထပ်မိတ်ဆွေတို့အတွက်ဝန်ဆောင်မှုအထွေထွေလေးတွေပုံမကောင်းမအောင်ဆောင်ရည်နဲ့ဆောင်ရွက်ကြမယ်နော်အားလုံးပဲကံကောင်းကြပါစေ